ကာရဲ့ပြခင်တွေဝါချမ်းခင်တွေနဲ့တက်ကလေးတွေမိုးတဲ့အိမ်ကျွန်တော်မိသားစုအိမ်ချစ်ချင်းမြတ်တာတွေရဲ့ပြည့်နေပျော်ခဲ့ကြတာတွေဆုံဆုံလင်းလင်းမိသားစုဘဝအကြောင်းလေးတွေးပြီးပြန်လို့ချင်ပါတယ်အခွင့်လေးရှိပြန်ပြီးရခြင်းလေရွှေဝေပန္တာပကာသနာတွေရောတော့ချင်းမရှိတယ်မြတ်တာငွေတွေလွှမ်းနေကျွန်တော်မိသားစုအိမ်အပြုံးပန်းများတဲ့ဖြူစင်မြတ်တာအစင်ပြေဝါကလေးဟိုအရေးချိန်ကမိသားစုဘဝအကြောင်းလေးတွေးမိပြန်လို့ချင်ပါတယ်ပျော်ခဲ့ရတဲ့မိသားစုအိမ်လို့ချင်ပေမဲ့လည်းမရတော့တဲ့ဖြစ်ပါကွယ်မိသားစုလေးတွေမဆုံးတော့ဘူးဒီအောင်တန်းထလွမ်းနေရောခန္ဓာဒီပုံပြလို့ကြံခဲ့ရဖို့မိသားစုအိမ်ရန်ကာရဲ့ပြင်ခင်တွေဝါချမ်းခင်တွေနဲ့တက်ကလေးတွေမိုးတဲ့အိမ်ကျွန်တော်မိသားစုအိမ်ချစ်ချင်းမြတ်တာတွေရဲ့ပြင်းနဲ့ပျော်ခဲ့ကြတာတွေဆုံဆုံလဲလဲမိသားစုဘဝအကြောင်းလေးတွေးမိပြန်လို့ချင်ပါတယ်ခွင့်လေးရှိရင်ပြန်ပြီးရခြင်းလေရွှေဝေပန္တာပကာသနာတွေရောတော့ချင်းမရှိတယ်မြတ်တာငွေတွေလွှမ်းနေကျွန်တော်မိသားစုအပြုံးပန်းများနဲ့ဖြူစင်မြတ်တာအစင်ပြေဝါကလေးဟိုရဲ့ချိန်ကမိသားစုဘဝအကြောင်းလေးတွေးမိလို့ချင်ပါတယ်ပျော်ခဲ့ရတဲ့မိသားစုအိမ်လို့ချင်ပေမဲ့လည်းမရတော့တဲ့ဖြစ်ပါခွေမိသားစုလေးလူတွေမဆုံးတော့ဘူးဒီအောင်ရင်နဲ့လွမ်းနေရောဒါရီပုံပြလို့ကြံခဲ့ရဖို့မိသားစုအိမ်လို့ချင်ပေမဲ့လည်းမရတော့တဲ့ဖြစ်ပါခွေမိသားစုလေးလူတွေမဆုံးတော့ဘူးမြေအောင်ရေးနဲ့လွမ်းနေဒါရီပုံပြလို့ကြံခဲ့ရဖို့မိသားစုအိမ်